နေ့ကတင်ထားပေးတဲ့ Android box video အကြောင်းလေးမှာပေါ့နော်ဘယ်လိုမျိုးလေးအသုံးပြုရလဲမိထားလို့ပြောပြပေးပါမယ်သူမှဆိုလို့ရှိရင်တော့ Android box ပါမယ် power ကြိုးပါမယ်ပေါ့နော်ပြီးတော့ HDMI ကြိုးရဲ့နောက်တော့ remote ရဲ့ပါမယ်ပေါ့နော်ဒီဘယ်လိုမျိုးလေးချိတ်ဆက်အသုံးပြုရလဲဆိုရင်ဒီမှာ Android box မှာသူမှ HDMI box ပါတယ်ပေါ့နော် HDMI box ပါဖြစ်တဲ့အတွက်ဒီမှာဒီ Android box မှာ HDMI box တစ်ဖက်ထိုးမယ်ပြီးလို့ရှိရင် TV မှာ TV ရဲ့ HDMI box မှာတစ်ဖက်ထိုးလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်သူ့ power ပေါ့နော် power ကြိုးလေးအောင်သူ့ရဲ့ power ကြိုးလေးထိုးပြီးတော့သုံးလိုက်မယ်ဆိုရင်ဒါလေးက power လင်းလာမှာနေ့ကပြောပြထားတဲ့ဗီဒီယိုလေးမှာဆိုရင်ဒီ Android box မှာ2မျိုးလာရှိပါရဲ့ရှင်သူက3,200,000နဲ့လာရှိမယ်ပြီးတော့ဒီမျိုးပေါ့နော်8,000ခွဲနဲ့လာမျိုးလည်းရှိပါရဲ့ရှင်ညီမမနေ့ကဘယ်လိုမျိုးလေးအသုံးပြုရလဲဆိုတာကိုဒီဗီဒီယိုလေးမှာဆက်ပြောပြပေးမယ်နော်သူကဒီ HDMI နဲ့ drive မိသွားရဆိုလို့ရှိရင်ညီမတို့ TV မှာပေါ့နော်ဒီ HDMI ဘောက်ကိုပြောင်းပေးရမှာ1မှာထိုးထားရ1ကိုပြောင်းလိုက်ပေါ့နော်ဒါမှမဟုတ်2မှာထိုးထားရဆို2ကိုပြောင်းလိုက်ပေါ့အခုလို screen လေးပေါ်လာပြီဆိုရင်တော့ညီမတို့ကဒီပေါ့နော် setting နဲ့ဝင်ပြီးလို့ရှိရင် Wi-Fi ချိတ်ပေးရမှာပေါ့နော် setting နဲ့ဝင်ပြီးတော့ Wi-Fi ချိတ်နိုင်မယ်အခုလိုမျိုး Wi-Fi ချိတ်ပြီးသွားပြီဆိုတာနဲ့ညီမတို့ပေါ့နော် YouTube တွေသုံးလို့ရသွားမယ်ပြီးတော့ Play Store တွေသုံးလို့ရသွားမှာဖြစ်ပါရဲ့ရှင်တခြားပေါ့နော်ဖုန်းနဲ့ချိတ်ပြီးတော့ screen mirroring သုံးချင်တယ်ဆိုရင်အသုံးပြုလို့ရသွားမှာဖြစ်ပါရဲ့ရှင်အဲ့တော့ညီမမနေ့ကပြောထားတဲ့ဗီဒီယိုလေးမှာကျတော့ Android box ကပေါ့နော်3,200,000ဆိုတာလေးပြောပြပေးထားရပါတော့သူ့ထက်ဈေးနေတာတွေကလည်းလာရှိပါရဲ့ရှင်ဒါကတော့8,000ခွဲပါရှင်ဒါမျိုးတွေကသုံးချင်တယ်ဆိုရင်လည်းအသုံးပြုလို့ရပါရဲ့ရှင်ညီမရဲ့ဒီပေါ့နော် Android box လေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Anstar online store တွေကနေမှာရရှိနိုင်မှာဖြစ်တယ်လို့ Netway တွေကနေမှာယူခြင်းနဲ့ဆိုရင်လည်းမှာယူလို့ရရပေါ့နော်ညီမတို့အယောင်းဆိုင်မှာလာရောက်ကြည့်ရှုဝယ်ယူခြင်းနဲ့ဆိုရင်ညီမတို့ Anstar အယောင်းဆိုင်မှာလာရောက်ကြည့်ရှုဝယ်ယူလို့ရပါတယ်ရှင်ဒီခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်